Honda motorcycle ကုမ္ပဏီကနေထုတ်လုပ်ထားတဲ့ SP ပါတဲ့ model တွေကဆိုရင်ပုံမှန် model တွေအထက်ပိုပြီးတော့တာလွန်ကောင်းမွန်နေတာလည်းဖြစ်ပါတယ်။ညီကိုတွေအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ဒီကနေ့မှာညီကိုတွေအတွက်တင်ဆက်ပေးဖို့ရွေးရတဲ့ဆိုင်ကတစ်စီးကဆိုရင် Honda motorcycle ကုမ္ပဏီကနေထုတ်လုပ်ထားတဲ့ entry level sport bike တစ်စီးဖြစ်တဲ့ Honda CBR 250RR SP ဆိုင်ကအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီ Honda ကုမ္ပဏီကနေထုတ်လုပ်ထားတဲ့ SP model တွေကဆိုရင်ပေါ့နော်။ကျွန်တော်တို့ဒီ 1000cc sport bike ကြီးဖြစ်တဲ့Honda CBR 1000 R3 လုံး Fireblade SP ဒီဆိုင်ကရဆိုရင်ပေါ့နော်ကျွန်တော်ဒီ 1000cc Sport Bike ပြိုင်ပွဲအတွက်ဆိုပြီးတော့ကျွန်တော်ဒါထုတ်လုပ်ထားတဲ့ဆိုင်ကတစ်စီးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ SP ပါတဲ့ဆိုင်ကတွေကဆိုရင်ကျွန်တော်ဒီ Honda ရဲ့နောက်ဆုံးပေါ်နည်းပညာတွေကိုထည့်သွင်းအသုံးပြုထားတဲ့ဆိုင်ကတွေဖြစ်ကြရပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ2025 model Honda CBR 250RR SP ဆိုင်ကမှာဆိုရင်ကျွန်တော်တို့နောက်ဆုံးပေါ်နည်းပညာတွေအနေနဲ့ဘာတွေပါဝင်ထည့်သွင်းထားမလဲဆိုတာကိုညီကိုတွေကျွန်တော်နဲ့တို့လိုက်ပြီးတော့ကြည့်လိုက်အောင်နော်ပထမဆုံးကျွန်တော်တို့ဒီဆိုင်ကမှာထည့်သွင်းပေးထားတဲ့ engine spec တွေကိုကျွန်တော်အနေငယ်ကြည့်လိုက်အောင်နော်ကျွန်တော်ဒီ CBR 250RR SP ဆိုင်ကရဆိုရင်ကျွန်တော်တို့engine displacement အနေနဲ့249cc ရှိပြီးတော့ကျွန်တော်တို့ဒီအမြင့်ဆုံးထုတ်လုပ်ပေးနိုင်တဲ့မြင်းကောင်ရဲ့အားကားဆိုရင် RPM 13500မှာ42 horsepower အထိကိုထုတ်ပေးတယ်ကျွန်တော်တို့ဒါ maximum torque အနေနဲ့ကလည်း RPM 1950မှာ25 Newton meter အထိကိုဒါထုတ်လုပ်ပေးရပါတော့ဒီအချက်တွေကဆိုရင်တော့ကျွန်တော်ဒီ Yamaha R3 နဲ့ရှင်ကြည့်မယ်ဆိုရင် Yamaha R3 နဲ့ကျွန်တော်ဒီ horsepower ရှင်းကကျွန်တော်သွားပြီးတော့တူနေတယ် Newton meter ပဲအနည်းငယ်ပဲကျွန်တော် Yamaha R3 ကပဲတားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတခုပြောချင်တာဆိုရင်ကျွန်တော်ဒီ power to rate ratio ရှင်ကြည့်တဲ့အခါမှာဆိုရင်ကျွန်တော်ဒီ Yamaha R3 ထက်ကိုကျွန်တော်ဒီ CBR 250RR ကပို့ပြီးတော့တာလွန်ကောင်းမှုနေတာကိုလည်းတွေ့ရတယ်ပေါ့နော်โอเคပါဆက်လက်ပြီးတော့ကျွန်တော်ဒီ Honda CBR 250RR SP မှာဆိုရင်ကျွန်တော်ဒါရှေ့ဘက်မှာထည့်သွင်းပေးထားတဲ့ fork ကဆိုရင်ကျွန်တော်ဒါ Showa ကနေကျွန်တော်ဒါထုတ်လုပ်ပေးထားတဲ့ F side down fork ကိုကျွန်တော်ထည့်သွင်းပေးထားတာဖြစ်ပြီးတော့ကျွန်တော်နောက်ဘက် fork ကဆိုရင်လည်းကျွန်တော်တို့ swing arm နဲ့ချိတ်ဆက်ထားတဲ့ Prolate suspension ကိုကျွန်တော်ဒါထည့်သွင်းပေးထားတာလည်းဖြစ်ပါတယ်နောက်ဘက် swing ကဆိုရင်လည်းကျွန်တော်ဒါပေါ်ပါပြီးတော့ weight နည်းငယ်ပဲရှိတယ်ကျွန်တော်ဒီ aluminum swing ကိုဒါတက်ဆင့်ပေးထားတာလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဇိုင်ငယ်ရဲ့ကျွန်တော်ဒါ brake ကိုကျွန်တော်ကြည့်ရမယ်ဆိုရင်ဒါရှေ့ဘက် brake ကကျွန်တော်ဒါ single disc ကိုမှာကျွန်တော်ဒါ ABS တက်ပေးထားတယ်နောက် brake ကလည်းကျွန်တော်တို့ဒါ single disc ကိုမှာ ABS ထည့်ပေးထားရပေါ့နော်ကျွန်တော်ဒါ2 channel ABS တီကိုဒါထည့်သွင်းပေးထားတဲ့ဆိုင်ငယ်တစ်စီးလည်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ Honda CBR 250RR SP ရဆိုရင်တော့ကျွန်တော်တို့ဒါဆလင်ဒါနှလုံးတက်ပေါ့နော်ပါလဲ twin ဆလင်ဒါနှလုံးကိုဒါတက်ဆင်ပေးထားတာဖြစ်ပြီးတော့ဘာအယူရက်ကလည်းကျွန်တော်တို့ဘာရှစ်ချောင်းအထိကိုထည့်သွင်းပေးထားတာလည်းဖြစ်ပါတယ်။ Okay ဆက်လက်ပြီးတော့ကျွန်တော်ဒီ2025 model Honda CBR 250RR SP မှာထည့်သွင်းပေးထားတဲ့ electronic function တွေကိုကျွန်တော်တို့ကြည့်လိုက်အောင်နော်သူ့မှာဆိုရင်တော့ကျွန်တော်ဒါမီးသီးတွေအားလုံးကို full LED မီးသီးတွေကိုကျွန်တော်ဒါထည့်သွင်းပေးထားတာဖြစ်ပြီးတော့ဒါအရှိဘက်ကျွန်တော် display ကလည်းကျွန်တော်ဒါ full LCD display ကိုဒါထည့်သွင်းပေးထားရပေါ့နော်ကျွန်တော်ဒါ TFT တော့မဖြစ်သေးဘူးနောက်ပြီးတော့ဒီဆိုင်ကမှာဆိုရင်ကျွန်တော်ဒါ riding mode တွေအနေနဲ့ဒါမိမိစိတ်ချိုက်၃ခုအထိကိုကျွန်တော်ထည့်သွင်းရွေးချယ်နိုင်မှာလည်းဖြစ်ပါတယ်ဆိုတော့ဒီဆိုင်ကမှာဆိုရင်ကျွန်တော်ဒါ riding mode တွေအနေနဲ့ကျွန်တော်ဒီ comfort ရဲ့Sport နဲ့ Sport Plus ဆိုပြီးတော့ကျွန်တော်တို့ riding mode 3မျိုးထိကိုဒါထည့်သွင်းပေးထားတာဖြစ်ပါတယ်။နောက်ပြီးတော့ဒီဇိုင်ကမှာဆိုရင် lever ကျိုးမဲ့ဖြစ်သွားပြီးတော့သူ့အစားကိုကျွန်တော်ဒီ right by wire system တွေကိုဒါထည့်သွင်းပေးထားတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီ system ကိုဒါထည့်သွင်းထားခြင်းအပြင်ပေါ့နော်။ကျွန်တော်တို့ lever ဆွဲလိုက်တိုင်းမှာအတိအကျကျကျွန်တော် power တွေထွက်ရှိပေးနိုင်မှာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော် Honda CBR 250RR SP မှာဆိုရင်ပေါ့နော်။ကျွန်တော် gear 6ချက်ကိုမှာ assist and slipper clutch system တွေအပြင်ကျွန်တော်တို့ clutch ဆွဲဆရာမလိုဘဲနဲ့ gear ထည့်လို့ရအောင်ဆိုပြီးတော့ကျွန်တော် quick shutter system တွေကိုပါထည့်သွင်းပေးထားတာလည်းဖြစ်ပါတယ်တော်တော်လေးကိုဒါကောင်းမွန်တဲ့ဆိုင်ကယ်တစ်စီးလို့လည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီဆိုင်ကယ်မှာထူးခြားတာဆိုရင်ကျွန်တော်ဒီပေါ့နော် ASOS နှစ်ခုပုံစံနဲ့ဒါထုတ်ပေးထားတာလည်းဖြစ်ပါတယ်သူ့ရဲ့ပုံစံဒီဇိုင်းကဆိုရင်တော့ဒါ Honda CBR ရဲ့ဒါနောက်ပိုင်းဒါပြောင်းလဲသွားတဲ့ပုံစံဒီဇိုင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒါရှေ့ဘက်မိခွက်ဒါနှစ်ထပ်ပုံစံဒီဇိုင်းကိုဒါပြုလုပ်ပေးထားတာလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ2025 model Honda CBR 250RR SP ဆိုင်ငယ်မှာရရှိနိုင်တဲ့အယောင်တွေကဆိုရင်တော့ကျွန်တော်တို့ Honda ရဲ့ signature အယောင်ဖြစ်တဲ့ကျွန်တော်တို့အနီနဲ့အပြာရောင်ဆက်ထားတဲ့အယောင်ရမယ်နောက်ပြီးတော့ကျွန်တော်တို့အနက်ရောင်ဆိုပြီးရမယ်ပေါ့နော်ဒီအယောင်တွေကတော့ကျွန်တော်ဒါထုတ်လုပ်တဲ့နိုင်ငံတွေပေါ်မူတည်ပြီးတော့အနည်းငယ်ကွဲပြားသွားဖို့လည်းရှိပါတယ်ပေါ့နော် Okay နောက်ဆုံးအနေနဲ့ဒီဆိုင်ငယ်ကျွန်တော်ဈေးနှုန်းကျွန်တော်ပြပြပေးသွားမှာမယ်ကျွန်တော်တို့2025 model Honda CBR 250RR SP ဆိုင်ငယ်ရဲ့ဈေးနှုန်းကဆိုရင်ဒေါ်လာ6500ဝန်းကျင်ကြားသင့်မဲ့ဆိုင်ငယ်တစ်စီးလည်းဖြစ်ပါတယ်
โอเคပါဆိုတော့ညီကိုတွေကဆိုရင်ကျွန်တော်ဒီ entry level sport bike တွေထဲမှာဆိုရင်ကျွန်တော်တို့ဘယ်ဆိုင်ကမျိုးစားတွေကိုညီကိုတွေကပို့ပြီးတော့ကျန်းတဲ့သက်ဆုံးလဲ2025 model Honda CBR 250R SP ဆိုင်ကနဲ့ပတ်သက်ပြီးတော့ညီကိုတွေဘယ်လိုမြင်ကြလဲcomment မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးတော့ပါအောင်ခင်ဗျနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာလည်းညီကိုတွေကဘယ်လိုဆိုင်ကမျိုးစားတွေကိုတင်ဆက်ပေးနေလဲဆိုတာ comment မှာဝင်ရောက်ပြီးတော့တောင်းဆိုခဲ့လို့ရပါတယ်အဝယ်ပါဇုံလေးကြီးစုအားပေးကြတဲ့ညီကိုတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျနောက်တစ်ပုဒ်နဲ့ပြန်လာပါဦးမယ်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ခင်ဗျ